အခုခမရတို့ဖုန်းမျက်နှာပြင်ပေါ်မှာမြင်နေရတာဟာလူတော်တော်များများထင်တယ်လို့တောင်တလုံးမဟုတ်ပါဘူးအဲ့ဒါဟာအမေရိကန်ပြည်ထောင်စုမှာရှိတဲ့ David Tower လို့ခေါ်တဲ့နေရာတစ်ခုပါအနားကိုပူနီလာလေးလေးကြောက်တောင်ထက်ကြီးမားတဲ့တစ်ပင်ငုတ်တူကြီးနဲ့ပိုတူလာလေးလေးပါပဲဒီမျိုးစင်ဟာအမြင့်ပေ866ပေရှိပြီးဒါဟာလွတ်လပ်ရေးကြောက်ရွံ့နှစ်ရုပ်ခွဲစာလောက်နဲ့ညီမျှပါတယ်ဘူမိဗေဒပညာရှင်တွေကတော့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်းပေါင်းများစွာကမြေအောက်နက်ပိုင်းမှာခဲသွားတဲ့မက်ကမာချော်ရည်တွေဖြစ်ပြီးပတ်ဝန်းကျင်ကကြောက်တောင်တွေတိုက်စားခံရပြီးနောက်မှပေါ်ထွက်လာတာလို့ယုံကြည်ကြပါတယ်ဒါပေမဲ့လူတိုင်းကဒီ theory ကိုသဘောမတူကြပါဘူး David Tower ရဲ့မျက်နှာပြင်ဟာတစ်သားမြင်တွေနဲ့တူတဲ့ဒေါင်းလိုက်မြောင်းတွေနဲ့ဖုံးလွှမ်းနေပါတယ်ဒီမြောင်းတွေဟာအပေါ်ကိုဒေါင်းလိုက်တန်းနေပြီးတစုံတစ်ယောက်ကလှုပ်ယူထားသလိုမျိုးပုံမှန်မဟုတ်ပဲချုံးမွေ့နေပါတယ်ဒါကြောင့်လည်းဒီမျိုးစင်ဟာတစ်ချိန်ကကောင်းကင်အထိမြင့်မားခဲ့တဲ့တမိုင်းမတင်မီခေတ်ကအေယာမတစ်ပင်ကြီးတစ်ပင်ရဲ့ငုတ်တိုတာဖြစ်တဲ့ဆိုတဲ့ theory တစ်ခုပေါ်ထွက်လာတာပါ David Tower ရဲ့မူလအစနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေကတော့ဒီနေ့အထိဆက်ရှိနေသေးပါဘူမိဗေဒပညာရှင်တွေကမိတောင် theory ကိုဆက်လက်ကင်ဆွဲထားပေမဲ့စိတ်အားထက်သန်သူတွေနဲ့သူတေသီတွေကတော့ကမ္ဘာပေါ်မှာတစ်ချိန်ကတောင်တွေလောက်ကြီးမားတဲ့တစ်ပင်တွေရှိခဲ့တယ်ဆိုတဲ့ထောက်ထားတွေကိုဆက်လက်ရှာဖွေနေကြပါတယ်ခင်ဗျားတို့ရောဘယ်လိုထင်လဲအဲ့ဒါဟာတာမန်ကြောက်တောင်တစ်ခုပဲလားဒါမှမဟုတ်တစ်ချိန်ကအေယာမတစ်ပင်ကြီးတစ်ပင်ဖြစ်ခဲ့တဲ့ကြီးမားတဲ့ငုတ်တိုကြီးတစ်ခုလား